皆さんこんにちは。ဒီနေ့ကတော့先生က N3 Somato Grammar ရဲ့တစ်ပတ်မြောက်ရဲ့နှစ်ရက်မြောက်နေ့ကိုရှင်းပြမှာဖြစ်ပါတယ်။နံပါတ်1 grammar လေးကကြတော့ benign တို့ဘနာခုချဆိုတဲ့ grammar လေးဖြစ်တယ်။ဒီ grammar လေးကကြတော့မလုံးမဖြစ်လို့ရမယ်။လုပ်ဖို့လိုတယ်ဆိုတဲ့အခြေအနေမျိုးတွေမှာသုံးတယ်။先生တို့ N4 တော့ဆိုရင်ဘနာခဲရပါနာရာနိုင်လုပ်ကိုလုပ်ရမယ်ဆိုတဲ့ grammar လေးကိုသူကစကားပြောပုံစံပြီးအတူချုံပြောဆိုထားခြင်းဖြစ်တယ်ပေါ့။ဒီဘနိုင်တို့ဘနာခုချကို先生တို့ကခိုင်းဝတွေမှာပို့ပြီးတော့သုံးတယ်။ဘနာခုချဆိုရင်မိကလေးတွေပို့ပြီးတော့အသုံးများတယ်။အဲဆိုသူ့ရဲ့အဓိပ္ပာယ်လေးကကြတော့မလုံးမဖြစ်လို့ရမယ်လုပ်ဖို့လိုတယ်ဆိုတဲ့အခြေအနေမျိုးတွေမှာသုံးပါတယ်။အဲ့ဒါဆိုရင်先生တို့ဥပမာလေးကိုလေ့လာကြည့်ကြမယ်။နံပါတ်1ဥပမာလေးကကြတော့တဲ့明日はမနေ့ပြန်ကဟာယာခုဒေခခဲရုခါရာအပြင်ထွက်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့မို့နေတိုင်းတူအိပ်ရတော့မယ်အိတ်ကိုအိပ်ရတော့မယ်ဘယ်ကနေလာလဲဆိုရင်နေနာခဲရပါနာရာနိုင်ကိုစန်းစဲတို့ကအတူချုံစကားပြောပုံစံနဲ့ပြောမယ်ဆိုရင်နေနိုင်တူဆိုပြီးတော့အိပ်ရတော့မယ်ဆိုပြီးတော့ပြောတယ်အဲ့လိုခြေနေမျိုးတွေမှာဆိုရင်ဘနိုင်တူကိုသုံးတယ်ဒုတိယ grammar လေးကကြတော့တဲ့တာနာကဆန်အားမေရူနော် email ရဲ့ဟန်ရှင်းကိုရှနာခုချတာနာကဆန်ကို email ပြန်စာပို့ရမယ်လုံးမဖြစ်တော့မယ်လုံးဖို့လိုတယ်အဲ့ဒီအချိန်ကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘနာခုချဆိုတဲ့ grammar လေးကိုသုံးရပါတယ်တတိယ grammar လေးကကြတော့ရှိခံမတဲ့အတူအကကေစတာဒီစာမေးပွဲရောက်ဖို့နောက်ထပ်တစ်လပဲလိုတဲ့အတွက်ကြောင့်မို့လို့ဂမ်ဘာတဲ့ဘန်ကျော်ရှိနိုင်တို့စာမကြိုးစားလို့မရတော့ဘူးစာကြိုးစားရတော့မယ်စာကြိုးစားပြီးလေ့လာရမယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ဒီဘန်နိုင်တို့ဆိုတဲ့ grammar လေးကိုသုံးထားတယ်အဲ့ဒါဆိုရင်ဆက်ပြန်ပြောပြမယ်နံပါတ်1 grammar လေးကကြတော့ဘန်နိုင်တို့ဘနာခုချဆိုတဲ့ grammar လေးဖြစ်တယ်သူ့ရဲ့အဓိပ္ပာယ်လေးကကြတော့မလုံးမဖြစ်လို့ရမယ်လုပ်ဖို့လိုတယ်ဆိုတဲ့အခြေအနေမျိုးတွေမှာသုံးပါတယ်အဲ့ဒါဆိုရင်နောက်ထပ် grammar လေးကိုထပ်လေ့လာကြည့်မယ်ဒုတိယ grammar လေးကကြတော့ back child ဆိုတဲ့ grammar လေးသူကဘယ်ကနေလာလဲဆိုရင်ဒီလိုဆက်တို့ကကြတော့ဘက်ကိုတဲ့ဖောင်ပြောင်းရမယ်ပြီးတော့ရင်တဲ့ကိုဖြုတ်ပြီးတော့6ပေါင်းရမယ်တကယ်လို့ဒဲဆိုရင်တော့ back child ပြောင်းရမယ်သူ့ရဲ့အဓိပ္ပာယ်လေးကကြတော့တစ်ခုခုကိုအပြီးလုပ်သွားတယ်ဆိုတဲ့အခြေအနေမှာလည်းသုံးတယ်ဒုတိယအခြေအနေကကြတော့မဖြစ်သင့်တာတွေဖြစ်သွားလို့နောင်တရတယ်ဆိုတဲ့အခြေအနေမျိုးတွေမှာလည်းဒီ back child ဆိုတဲ့ grammar လေးကိုသုံးတယ်သူကကြတော့ဆန်းဆဲတို့ N4 တော့ကဘက်တဲ့ရှိမိုင်းမာစတာနဲ့တူတယ်ဆန်းဆဲတို့ N4 တော့သင်ခဲ့ရတယ်လေဘက်တဲ့ရှိမိုင်းမာစတာဆိုတာကတခုခုအပြီးတက်လုပ်သွားတယ်ဟိုမှာပတ်စံရင်ကြပြောက်သွားတော့နောင်တရတယ်အဲ့လိုအခြေအနေမျိုးတွေမှာဆိုရင်ဘက်တဲ့ရှိမိုင်းမာစတာကိုသုံးခဲ့ကြရတယ်လေအဲ့ဘက်တဲ့ရှိမိုင်းမာစတာရဲ့ဒီအတူချုံးစကားလုံးပုံစံအားကြတော့ back child ဆိုတဲ့ grammar လေးဖြစ်တယ်။အဲ့လိုခြေနေမျိုးတွေမှာဆိုရင်ဒီ back child ဆိုတဲ့ grammar လေးကိုသုံးပါတယ်။အဲ့ဒါဆိုရင်ဆန်းဆဲတို့ဥပမာလေးကိုလေ့လာကြည့်ကြမယ်။နံပါတ်1ဥပမာလေးကကြတော့အာရီဒါကတဲ့ခုခုနီအာရီခုခုနီအတ္တချောကလက်တူဝဒီမှာရှိရဲ့ချောကလက်ကရောတပိတ်ချော့တော့စားမိသွားပြီသူမရွယ်ပဲနဲ့စားမိသွားပြီမရွယ်ပဲနဲ့လုံးမိသွားပြီအဲ့လိုဖြစ်တဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့်မို့လို့ချက်တာဆိုတဲ့ grammar လေးကိုသုံးထားတယ်ဤခဲနာခတ်တာစားရအောင်လားအဲ့ဒါပြန်ပြောမယ်ဆိုရင်အာရီကိုကိုနီအတာချောကလက်တူပါဒီမှာကြီးရဲ့ချောကလက်ကတပိတ်ချက်တာခဲနာခတ်တာမစားရအောင်လားဆိုပြီးတော့သုံးထားပါတယ်ဒုတိယဥပမာလေးကကြတော့တဲ့ရှိခံကဝတ်တာစာမေးပွဲပြီးသွားပြီစာမေးပွဲကဝတ်တာပြီးသွားပြီကျော်ဝဒီနေ့ကတော့နွန်ဂျာအိုတောက်ကြစို့ဘယ်ကနေလာလဲဆိုရင်နွန်တဲ့ရှိမအိုဆိုတဲ့ဒီပေါ့နော် eco cave အိုးဆိုတဲ့ grammar လေးနွန်တဲ့ရှိမအိုတောက်ကြရအောင်ဆိုတဲ့စကားဒီ grammar လေးကိုအတူချုံးပုံစံနဲ့နွန်ဂျာအိုဆိုပြီးတော့သုံးထားပါတယ်တတိယဥပမာလေးကကြတော့တဲ့မရှိစမိမဆန်ခရမကခွန်တက်ကားချက်နေလို့စကိုရှိအိုခရမတ်ကကြတော့နည်းနည်းနောက်ကြပါမယ်ဘယ်ကနေလာလဲဆိုရင်ခွန်တက်ရှိမတာကားချက်နေလို့နည်းနည်းနောက်ကြပါမယ်ကားချက်သွားပြီကားချက်တယ်ဆိုတော့ဆန်းဆဲတို့ကကြာရှေ့တူလို့မရဘူးလို့နောက်ဆိုလို့မရဘာမှလုပ်လို့မရဘူးပြီးသွားပြီအဲ့လိုနေထားလေးမျိုးပေါ့နော်အဲကြောင့်လို့ခွန်တဲ့ရှိမတာနေပြီးတော့မှခွန်တက်တဲ့ဆိုပြီးတော့သုံးထားတာဖြစ်ပါတယ်
တတိယ grammar လေးကကြတော့ bette oku betto ku ဆိုတဲ့ grammar လေးဖြစ်ပါတယ်ဒီ grammar လေးရဲ့အဓိပ္ပာယ်ကကြတော့ကြိုတင်လုပ်ထားသည်ဆိုတဲ့အဓိပ္ပာယ်ရတယ်ဆဲတို့ M4 တုန်းကဆိုရင် bette okima ဆိုတဲ့ grammar လေးကိုသင်ခဲ့ရတယ်လေအဲ့ grammar လေးရဲ့အဓိပ္ပာယ်ကကြတော့ကြိုလုပ်ထားမယ်ဆိုတဲ့ grammar လေးဖြစ်တယ်အခုဒီ N3 မှာကြတော့အဲ့ grammar လေးကိုအတူချုံးပုံစံနဲ့ဆဲတို့က betto ku ဆိုတဲ့ grammar လေးကိုပြောင်းသုံးတယ်betto ku ကကြအရင်ဆုံးတဲ့ဖောင်ပြောင်းမယ် bette okima ဆိုပြီးတော့ပြောင်းမယ်ပြီးတော့မှသူကတဲ့ကိုဖြုတ်ပြီးတော့မှ betto ku ဆိုပြီးတော့ပြောင်းလိုက်တာပေါ့အဲ့ဆိုရင်ဒီ grammar လေးကကြတော့ကြိုလုပ်ထားမယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်အဲ့ဆိုရင်ဥပမာလေးကိုလေ့လာကြည့်ကြမယ်နံပါတ်1ဥပမာလေးကကြတော့တဲ့ test တို့တဲ့မချီကတ်တာတခုရိုကိုစာမေးပွဲမှာမှားခဲ့တဲ့နေရာတွေကိုတဲ့မေရူနိခိုက်တဲ့အိုခိုမှတ်စုစာအုပ်ထဲမှာကြိုရေးထားမယ်ဗျာနေလာလဲဆိုရင်ခိုက်တဲ့အိုခိုဆိုတဲ့ခိုက်တဲ့အိုခိုကနေပြီးတော့ဆန်းဆဲတို့ကခိုက်တဲ့ဒီနေရာမှာဆန်းဆဲမနေရထင်တယ်သူကခိုက်တဲ့တူခိုဖြစ်ကမှာပေါ့နော်စမီမဆန်ခိုက်တဲ့တူခိုဆိုပြီးတော့ဖြစ်ကမှာပါစာအုပ်ထဲကြိုရေးထားမယ်ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်ဒုတိယဥပမာလေးကကြတော့တဲ့ကိုရီစန်တာခုစစ်တိုဤတဲ့ဒါတွေကိုရှော့ဖို့ထားပါဗျာနေလာလဲဆိုရင်စန်တာခုရှိတဲ့အိုဤတဲ့ဆိုတဲ့ grammar လေးကနေပြီးတော့မှစန်တာခုရှိတိုဤတဲ့ဆိုတဲ့ grammar လေးပြောင်းသွားတာဖြစ်ပါတယ်ပေါ့နော်ဒီအိုဤတဲ့ဆိုတဲ့ grammar လေးကိုဆန်ဆဲတို့ကရှိတိုဤတဲ့နဲ့သုံးထားတာဖြစ်ပါတယ်တတိယဥပမာလေးကကြတော့တဲ့သူကတိုရီရဲတိုပဲပါကမို့စခုနာရုခါရာဒီအိတင်နာ39ကတဲ့သူကမကြခင်ကုံတော့မှာမို့လို့ခတ်တုခနိုင်တော့ကြတော့သူမဝယ်ထားလို့မရဘူးပြောချင်တဲ့ဒိဗယ်ကကြိုပြီးတော့ဝယ်ထားမှဖြစ်မယ်မဝယ်ထားလို့မရဘူးကြိုလုပ်ထားမှဖြစ်မယ်ဆိုတဲ့ဒိဗယ်လေးရတယ်အဲကြောင့်မလို့ဆန်းဆဲတို့ကကြတော့ခတ်တုခနိုင်တော့ဆိုတဲ့ grammar လေးကိုသုံးထားတယ်သူကဘယ်ကနေလာလဲဆိုရင်ခတ်တဲ့ဥခနာခဲရပါနာရာနိုင်ဆိုပြီးတော့မလုံးလို့မရဘူးကြိုမလုံးလို့မရဘူးဆိုတဲ့ grammar လေးကနေပြီးတော့မှခတ်တုခနိုင်တော့ဆိုတဲ့ပုံစံလေးသုံးထားတာဖြစ်ပါတယ်grammar လေး၃ခုကို summary အနေနဲ့ပြန်ရှင်းပြရမယ်ဆိုရင်နံပါတ်1 grammar လေးကကြတော့ဘနိုင်တို့ဘနာခုချဆိုတဲ့ grammar လေးဖြစ်တယ်သူရဲ့အဓိပ္ပာယ်လေးကကြတော့မလုံးမဖြစ်လို့ရမယ်လုပ်ဖို့လိုတယ်ဆိုတဲ့ grammar လေးဖြစ်ပါတယ်ဒုတိယ grammar လေးကကြတော့ဘက်ချောင်းဆိုတဲ့ grammar လေးသူရဲ့အဓိပ္ပာယ်ကကြတော့တစ်ခုခုကိုအပြီးလုပ်သွားတယ်မဖြစ်သင့်တာတွေဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့နောက်ထားရတယ်ဆိုတဲ့အခြေအနေမျိုးလေးမှာသုံးပါတယ်တတိယ grammar လေးကကြတော့ဘတ်တိုခုဆိုတဲ့ grammar လေးဖြစ်ပါတယ်သူရဲ့အဓိပ္ပာယ်ကကြတော့ကြိုတင်လုပ်ထားသည်လို့အဓိပ္ပာယ်ရတယ်ဆန်းဆဲတို့ grammar လေးကိုလေ့လာပြီးဆိုရင်ဒီ run shoe လေးကိုဆန်းဆဲနဲ့အတူလိုက်လုပ်ကြည့်အောင်အရင်ဆုံးကိုဖြည့်ကြည့်နော်ဖြည့်ကြည့်ပြီးရမှဆန်းဆဲနဲ့အတူလိုက်ပြီးတော့ဖြည့်တိုက်ကြည့်နံပါတ်1ကကြတော့ဘတ်စု A ကကြတော့ ikha 9တို့ B ကကြတော့ chata ကြတော့သူကဟာဘက်စကားကထွက်သွားပြီအဲ့လိုမျိုးလေးပြောတာပေါ့နော်ဟာဘက်စကားကထွက်သွားပြီအဲ့လိုပြောတဲ့အတွက်ကြောင့်မို့လုပ်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့နံပါတ် B လေးကိုရွေးရပါမယ် ichata လေးကိုရွေးရပါမယ်ဒါတော့တဲ့ပတ်စိုးခွန်ခဲစုကွန်ပျူတာကိုပိတ်ပြရမလားတဲ့မတ်တာနောက်ထပ်စကားအခါရအသုံးပြုရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့နံပါတ် A လေးကကြတော့တဲ့ခဲရှိချတာနံပါတ် B လေးကကြတော့စခဲတူတဲ့ကကြတော့ဖွင့်ထားပြီးပါသူကနောက်ထပ်အသုံးပြုရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖွင့်ထားပြီးပါလို့ပြောချင်တာဒါဆိုနံပါတ်3 grammar လေးတစ်ခုဆိုရယ် grammar လေးကိုသုံးရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့နံပါတ် B လေးကိုရွေးရမှာဖြစ်ပါတယ်နံပါတ်3အပုတ်ကကြတော့တဲ့တူရှော့ခံတော့ဟွန်ဒီစာကြည့်တဲ့စာအုပ်ကိုသူကကြတော့ပြန်မပေးလို့မရတော့ဘူးလို့သုံးရမှာပြန်မပေးလို့မရတော့ဘူးအဲဒါကိုနံပါတ် A လေးကိုသုံးရမယ်ခါရဲစာ9တူဆိုတဲ့နံပါတ်3လေးကိုရွေးရပါမယ်အဲ့တော့တဲ့ကိုရင်ရိုင်းရှူမတဲ့နိဒီဟာကိုတဲ့နောက်တစ်ဖက်အထီကိုဆိုရင်သူကနံပါတ် A လေးကကြတော့ယွန်ဇတ်တာကြတော့သူကဖက်ပြီးသွားရင်ဆိုတဲ့အဓိပ္ပာယ်ဒီယွန်ဇတ်တာကြတော့အတိတ်မှာသုံးတာဆန်းဆဲတော့ဒီပုံမှာဆိုရင် right shoe လို့ပါတယ်အဲကြောင့်မို့လို့ဖတ်ထားလိုက်ဆိုလို့ပြောရမှာဖြစ်ပါတယ်အဲဆိုရင်နံပါတ် B လေးကိုရွေးရမှာဖြစ်ပါတယ်ယွန်ဒိုဤတဲ့ဆိုပြီးတော့ရွေးရမှာဖြစ်ပါတယ်နံပါတ် 5 ပုံလေးကကြတဲ့အမေနိမိုးပေါ့နော်နံပါတ် A လေးကကြတော့ဖူချတာကကြတော့မိုးရွာသွားပြီဒါမှမဟုတ်ရင်ဆန်းဆဲတော့ဖူရာရဲချတာ
မူးရွာတာကိုခံလိုက်ရပြီနံပါတ် B လေးကိုရွေးရမှာဖြစ်ပါတယ်ဒါလေးကကြောင့်ဆန်းဆန်းကိုနံပါတ်1 grammar လေးမှာသင်ပြီးသားဖြစ်တယ်ပေါ့နော်အဲဆိုရင်မူးရွာတာကိုခံလိုက်ရပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ furare ချတာလေးကိုရွေးရမှာဖြစ်ပါတယ်နံပါတ်6ပုံလေးကကြတော့ okinai to omota အိမ်မယ်လို့တွေးထားရတာနဲ့နော်နီmata ne chata နောက်ထပ်အိပ်ပျော်သွားမိသွားပြီအဲကြောင့်မို့သူ့ရဲ့အဖြေမှန်လေးကကြတော့2314ဖြစ်ပါတယ်ပြန်ပြောမယ်ဆိုရင် okinai to omota no ni mata ne chata ဆိုတဲ့ပုံစံလေး2314ကအဖြေမှန်ဖြစ်ပါတယ်နံပါတ်9ကကြတော့တဲ့ asa hayaku okite မနက်စောစောထပြီးတော့ sukutoita ချက်ထားသောအိုဗန်းတို့ကိုထမင်းဘူးကိုဤရဲ့နိအိမ်မှာအိုယီတဲခီချတာကြောင့်ထားပြီးတော့လာခဲ့တာသူမနက်အစောကြီးထပြီးတော့ချက်ပြုတ်ထားတဲ့ထမင်းဘူးကိုအိမ်မှာထားပြီးတော့လာခဲ့မိသွားပြီဆိုတဲ့အိဗယ်ရတဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့အဖြေမှန်လေးကကြတော့2143ဖြစ်ပါတယ်ခုတ်တဲ့ဘဝအိမ်မှာရှော့အဲ့ဒါဆိုရင်ဆက်တို့နောက်ဗီဒီယိုလေးမှာပြန်လည်တွေ့ကြမယ်နော်